တူတူပါပဲစကားတွေရောယင်နေဖြစ်တဲ့ခံစားချက်တွေအတူတူပဲအဓိကထားခြင်းပြောချင်တာကတော့အချက်ကလေးငယ်ကလေးဖမ်းသလိုတတ်တိရှိတဲ့မဟုတ်ဘူးညညကြမှာခွေးဆွဲသလိုဆွဲတာအဲ့ဒါတော့မကြိုက်ဘူးလားโอเคကျွန်တော်ဆက်ပြောရင်ဒေါသဖြစ်မှာဒေါသဖြစ်မှားလိုက်မယ်နော်ဟုတ်ကဲ့ဒီတိုင်းပါပဲဟုတ်ကဲ့ကျွန်တော်လုံးဝမကျေနပ်ပါဘူးပြည်သူတယောက်အနေနဲ့ပဲဖြစ်ဖြစ်အမှုပညာတော်တယောက်အနေနဲ့ပဲဖြစ်ဖြစ်လုံးဝမတရားဘူးဆိုအတိအကျပဲလုံးဝဒီကိစ္စကိုရှုံးဆောင်ကျွန်တော်ရှုံးကြအပြည့်နဲ့ရှုံးကြဟုတ်အများကြီးပဲအခုဒါ255နှစ်အတွင်းမှာကျွန်တော်တို့ရွာဆိုမီးမရ250ပိုးလုံးနဲ့မရခဲ့ရွာလေးကအမေစုလက်ထက်မှာမီးရခဲ့ကျွန်တော်ရွာဆိုလို့ရှိရင်ဒီ2နှစ်3နှစ်အတွင်းမှာအဲ့လိုမျိုးပေါ့နော်ကျွန်တော်တခြားရွာတွေမှာမီးရတိပါတယ်ဒါတွေကလူတွေက250အတွင်းမှာမီးမရပဲနေကြရရွာတွေအများကြီးပဲအခု9နှစ်အတွင်းမှာမီးတနိုင်ငံလုံးကြီးပေါ့ရခဲ့လူတွေအများကြီးပဲအဲ့ဒါကိုကြည်ကျင်အားဖြင့်ဒါမေတ္တာတရားကြီးမားတယ်ဒါကြောင့်ကျွန်တော်တို့လူငယ်အနာဂတ်တွေကအနည်းနဲ့ရိုက်ချိုးခံရတယ်နော်88မှာဖြစ်ခဲ့တော့လည်းဒါလူငယ်အနာဂတ်အကုန်လုံးရိုက်ချိုးပြတာပညာတတ်တွေဆိုတော့တခြားနိုင်ငံမှာသွားလို့အခုအမေရိကန်မှာဂျိုးလူလုပ်တဲ့အမျိုးသမီးဆိုရင်မြန်မာနိုင်ငံအမျိုးသမီးပဲတကယ်တော်တဲ့လူတွေနော်အခုဖီဘာဘောလုံးဥက္ကဋ္ဌဒီဟိုဘယ်လိုလွှတ်တော်ထဲမှာလဲဒါအများကြီးပဲနောက်ဒေါက်တာဆာတို့ဘာလို့အများကြီးပဲပေါ့နော်ပညာတတ်တွေဘုံတစ်ခေါင်းကြီးတခြားနိုင်ငံမှာသွားလုပ်နေတာဘာကြောင့်လဲလာရင်နှိပ်ကွက်တယ်အဲ့မှာအခုကဒီနိုင်ငံအရေးပေါ့နော်အားလုံးနဲ့ဆိုင်တဲ့နိုင်ငံအရေးဖြစ်တဲ့အတွက်ကြောင့်ဒါဒီချိန်မှာဒါဟိုဓမ္မနဲ့အဓမ္မမှာကျွန်တော်ကအဓမ္မကြီးမှန်တည်ရတာနဲ့ဗျာအကုန်လုံးကဂျားနေပြီးထိုင်နေလို့တော့မရတဲ့အချိန်ပေါ့နော်အကုန်လုံးကကိုယ့်ထက်ဟိုဟာဖြစ်တဲ့ဒီကလေးတွေလူငယ်တွေပေါ့ generation Z တွေပြီးတော့နောက်တစ်ခုကကိုယ့်သမီးလေးပေါ့နော်ကိုယ့်သမီးလေးဆိုရင်3နှစ်ပဲရှိသေးတယ်သူတို့ရဲ့ဟာဆိုရင်ဒါဆိုရင်လုံးဝစိတ်ကူးလဲတော့မထည့်ခဲ့တဲ့အရာပေါ့နော်ကိုတွေဘွားမှာပေါ့ကလေးတွေရဲ့အနာဂတ်အတွက် generation Z တွေရဲ့အတွက်ကျွန်တော်တို့ရဲ့အချိန်ပေါ့နော်ဒီချိန်ကျွန်တော်တို့မှမလုပ်ဘူးဒီနေ့လူတွေအကုန်ဝိုင်းလုံးရမယ့်အချိန်ပေါ့အခုကလေပြည်သူတွေအဓိကတော့ပြည်သူတွေအများစိတ်ဆင်းရဲရတယ်ပြည်သူတွေစိတ်ထဲမှာမခံကြည့်မခံကြတော်ဖြစ်နေအဲ့တော့ကျွန်တော်တို့ပြည်သူတွေတသွေးသားဗျပြည်သူတွေပျော်မှကျွန်တော်လည်းပျော်အောင်ပါပြည်သူတွေအဆင်ပြေမှကျွန်တော်လည်းအဆင်ပြေအောင်အဲ့တော့ပြည်သူနဲ့တသွေးသားတွေဖြစ်တယ်ဆိုတာကျွန်တော်ကလာပြီးပြတာဟုတ်ကဲ့ပါဦးတော်တာရောအတူတူပါပဲစကားတွေရောယင်နေဖြစ်တဲ့ခံစားချက်တွေအတူတူပဲအဓိကထားခြင်းပြောချင်တာကတော့နောက်တော့ချက်ကလေးငယ်ကလေးဖမ်းသလိုတတ်တိရှိတဲ့မဟုတ်ဘူးညညကြမှာခွေးဆွဲသလိုဆွဲတာအဲ့ဒါတော့မကြိုက်ဘူးလားโอเคကျွန်တော်ဆက်ပြောရင်ဒေါသဖြစ်မှာဒေါသဖြစ်မှားလိုက်မယ်နော်ဟုတ်ကဲ့ဒီတိုင်းပါပဲကျွန်တော်လုံးဝမကျေနပ်ပါဘူးပြည်သူတယောက်အနေနဲ့ပဲဖြစ်ဖြစ်အမှုပညာတော်တယောက်အနေနဲ့ပဲဖြစ်ဖြစ်လုံးဝမတရားဘူးဆိုအတိအကျပဲလုံးဝဒီကိစ္စကိုရှုံးဆောင်ကျွန်တော်ရှုံးကြအပြည့်နဲ့ရှုံးကြဟုတ်